ဒီနေ့တော့အခုတလောလူကြိုက်ရမ်းများနေတဲ့စားစရာလေးတစ်မျိုးလှုပ်စားဖြစ်ပါတယ်အရင်ကတော့တစ်ခါထောင်းစားပြီးတော့ကြံနေတဲ့ဟာကိုကြက်ချောက်ကျူးမြင့်မှလာလှုပ်စားပါမယ်ကျူးမြင့်ကိုပထမဆုံးစားကြည့်မှာပါသူ့အနှံ့ကနည်းနည်းလေးတော့နံပါတယ်ရင်ဦးဆုံးကြက်ချောက်ထဲကိုစားထည့်ပြီးတိတိကျကျနှဲပြီးဆေးပါမယ်ရင်းနှကျင်းဆေးပြီးတော့ပြုတ်လဲပြုတ်အောင်မှာဆိုတော့ဒီလောက်ဆိုရင်ရပါပြီကြီးရဲ့ကြက်သွန်ပြူရဲ့တပြားရိုက်ထားလေးထည့်ပါမယ်အိမ်မှာနည်းနည်းလေးအမြင့်တွေလေးရှိလို့နည်းနည်းလေးအမြင့်တွေပါထည့်လိုက်ပါတယ်ရေးထည့်ပြီး10မိနစ်လောက်ပြုတ်ထားပေးပြီးတော့ကျူးမြင့်တွေကိုဆေးပေးထားလိုက်ပါမယ်ခုန10မိနစ်ပြုတ်ထားတဲ့အရေးတွေကိုသွန်ပစ်ပြီးနောက်တစ်ချိန်ထပ်ပြုတ်ပါမယ်နောက်တစ်ရက်ကျတော့အကြာကြီးပြုတ်ဆရာမလိုပါဘူးနော်9မိနစ်လောက်ဆိုရပါတယ်ရေးသေးချပြောင်းဆေးထားတဲ့ကျူးမြစ်တွေကိုထည့်ပြီးလှုပ်ပေးလိုက်ပါမယ်ရှင်အခုလိုနေထားလေးရအောင်ရပါပြီတက်ချောက်ကိုမြည်ကြည့်ပြီးတော့ထုတ်အနေထားလေးရပြီဆိုလို့ရှိရင်ဆဲလို့ရပါပြီအရန်ပြော့သွားလို့ရှိရင်စားလို့မကောင်းလို့ပါဂျင်းနေနဲ့မင်းအမြစ်တွေကိုဖဲထုတ်ပစ်ပါမယ်ကြက်သွန်ပြူကတော့မှုမွေးလေးဖြစ်အောင်ဒီတိုင်းပဲထားလိုက်ပါမယ်ပြီးရင်ခုနလှော်ထားတဲ့ကျူးမြစ်တွေထည့်ပါမယ်ဒီထုတ်လေးကတော့ဟန်နာမဆာကနေဝယ်လာတာပါတခြားကီယိုမှုစူပါတို့တရုတ်ဆိုင်တို့မှာလည်းဝယ်လို့ရပါတယ်ရှင်အနံလေးကမှုရေးနဲ့တော်တော်မှုနေပါပြီအနှစ်ရဲ့အရသာကိုအရင်မြည်ကြည့်ပြီးမှကိုလိုတလောက်လေးပဲထည့်ပါနော်အနှစ်ထည့်ရများလို့ရှိရင်နည်းနည်းငန်သွားမှဆိုလို့ပါရှင်ပြီးရင်အပေါ်ကနေနှမ်းလေးဖြူလိုက်ပါမယ်အခုဆိုရင်ရမ်းစားလို့ကောင်းတဲ့ကြက်ချောက်ကျူးမြင့်မှလာလေးရပါပြီရှင်ကြက်ချောက်ကိုဝါလိုက်တဲ့အခါကျွတ်နဲ့ဖြစ်နေတဲ့ဟာလေးကိုအရန်သဘောကျရေပေါ့နော်အယိုးနုလေးဆိုတော့အရန်ကိုစားလို့ကောင်းပါတယ်ကြက်ချောက်အယိုးထုတ်ပြီးသားဘီယန်နန်ဆိုင်ရဝယ်လာတာပါရှင်ထုံထုံဆက်ဆက်လေးနဲ့အရင်စားလို့ကောင်းပါလေဘိုင်ဘိုင်